အိန္ဒိယမိုးလေဝသဌာနမှမေလ29ရက်နေ့ထုတ်ပြန်ချက်မှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိုရီတပြည်နယ်ကမ်းနီးပင်လယ်ပြင်မှာလေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်ကြောင်းကြေညာပါတယ်။အပြည်ပြည်ဆိုင်ရာမုန်တိုင်းဖြစ်ပေါ်မှုစောင့်ကြည့်ရပါမည်။မေလ26ရက်နေ့မှာစတင်ဖြစ်ပေါ်ကြောင်းအနောက်မြောက်ဘက်ကိုဆက်ရွေ့ပြီးမေလ29ရက်နံနက်ပိုင်းမှာအရှေ့တောင်ဘက်ကိုပြန်လည်ချိုးကွေ့၍ရလာကြောင်းမှတ်တမ်းကိုတွေ့ရပါတယ်။တင်ချပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်တွေကတော့မေလ29ရက်နဲ့30ရက်နေ့မှာအိန္ဒိယနိုင်ငံမြောက်ပိုင်းအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နီးမှကုန်းတွင်းကိုဖြစ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားကြပါတယ်။ကုန်းတွင်းကိုဖြစ်ကျော်ဝင်ရောက်ကာနီးမေလ29ရက်နဲ့မေလ30ရက်တွေမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေ100%ရှိကြောင်းတွေ့နေရတာကြောင့်ကုန်းတွင်းဝင်ကာနီးမှာဖြစ်တတ်တဲ့ရုတ်တရက်အားကောင်းလာခြင်းဖြစ်လာနိုင်မလားဆိုတာကိုစောင့်ကြည့်ကြရပါမယ်။မြန်မာနိုင်ငံအပေါ်လေဖိအားနည်းရပ်ဝန်းရဲ့တက်ရောက်မှုကြောင့်မေလ29ရက်မှမေလကုန်31ရက်အထိဇွန်လဆန်း2ရက်အထိနိုင်ငံအနှံ့အပြားမှာမိုးများနေပြီးအနောက်တောင်မုတ်တုံလေကြောင့်မိုးဦးကာလမိုးနယ်ဆက်မိုးရွာသွန်းခြင်းဆက်သွားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။လေဖိအားနည်းရပ်ဝန်းအားပိုကောင်းပြီးအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းသည်မေလ29ရက်မှာဖြစ်လာပြီးရင်တော့ဆိုင်ကလုန်းအဆင့်ရောက်လာနိုင်ခြင်းရှိမရှိကိုစောင့်ကြည့်ရပါမယ်။အခြေအနေကြောင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းများကြားရောက်နိုင်ပြီးလေတိုက်နှုန်းတနာရီ45မိုင်ခန့်နဲ့လှိုင်းမြင့်9ပေမှ10ပေအထက်အထိရှိနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။